United တို့စိတ်ဝင်စားနေတဲ့ Portuguese အနာဂတ်ကွင်းလယ်ကစားသမား Matheus Fernandes Arsenal နဲ့ Man City တို့အပြိုင်လွှတ်ရမယ့် Liverpool နဲ့ဥရောပနောက်ဆုံးရသတင်းများတို့မင်္ဂလာပါ Football Show Daily ကနေကြိုဆိုပါရစေဒီနေ့နောက်ဆုံးရဥရောပအပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမသတင်းကတော့ United တို့စိတ်ဝင်စားနေတဲ့ West Ham လူငယ်ကစားသမားလေး Fernandes အကြောင်းပဲဖြစ်ပါတယ် United တို့ဒီ West Ham အသင်းရဲ့ကျွန်တော်အသက်22နှစ်အရွယ်ကစားသမားလေးလူငယ်ကစားသမားလေး Matheus Fernandes ကိုစိတ်ဝင်စားနေကြောင်းသိရပါတယ်ဒီကစားသမားလေးဒီကျွန်တော်တို့ West Ham အသင်းရဲ့အနာဂတ် Portuguese ကွင်းလယ်အနာဂတ်ကစားသမားအဖြစ်တင်စားခံနေရတယ်အဲ့လိုကစားသမားမျိုးကျွန်တော် United တို့စိတ်ဝင်စားနေတယ် United တို့ပြုပြင်ပြောင်းလဲမဲ့ကွင်းလယ်မှာဒီလိုမျိုးအရေးချင်းရှိတဲ့ကစားသမားမျိုးအရေးချင်းရှိတဲ့လူငယ်ကစားသမားမျိုးကိုခေါ်ချင်နေတယ်ဝဆန်တင်တာကျွန်တော် dancing သွားခဲ့တယ်ဆိုလို့ရှိရင်ကစားသမားကတော့အတိအလင်းပြောထားတယ်ဝဆန်တင်မှာမနေဘူးဆိုပြီးတော့အတိအလင်းကြော်ညာထားတယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီဝဆန်တင် dancing သွားခဲ့လို့ရှိရင်Fernandes ဒီကျွန်တော်မဖြစ်မနေအသင်းပြောင်းမှတေးကြတယ်ကျွန်တော်တို့ဒီနေ့မှာတော့ဒီ United တို့ကဒီ Matheus Fernandes ကိုစိတ်ဝင်စားနေကြောင်းကျွန်တော်သိရပါတယ်တကယ်ကို Matheus Fernandes ဒီ United တို့စိတ်ဝင်စားခြင်းနဲ့စိတ်ဝင်စားကြပဲတကယ်ကိုကျွန်တော်တို့ talent အပြည့်ရှိတဲ့ player တစ်ယောက်ဖြစ်တယ်ဝဆန်အသင်းကျွန်တော် form တစ်ခုလုံးအောက်နေပေမဲ့လည်းသူ့ရဲ့ကစားပုံတော့ထင်းထွက်နေတယ်ဒီ player လေးအကြောင်းနည်းနည်းလေးပြောကြည့်အောင်သူဒီအသက်22နှစ်ဖြစ်တယ်ဒီ Portuguese ကွင်းလယ်ကစားသမားဖြစ်တယ်ဒီ Portuguese အနာဂတ်ကွင်းလယ်တွေလည်းကျွန်တော်တင်စားကြရတယ်သူ့ရဲ့အဓိကကောင်းတဲ့နေရာတွေကတော့ကျွန်တော် ball carrier နဲ့ dribbling တကယ်ကောင်းတဲ့ player တစ်ယောက်ဖြစ်တယ်ဝဆန်ကွင်းလယ်မှာတကယ်ကိုကျွန်တော်တို့အဓိကအားထားတဲ့ကစားသမားတစ်ယောက်လည်းအခုလက်ရှိဖြစ်နေတယ်ဒီ ball carrier နဲ့ dribbling တအားကောင်းတယ်ပြီးလို့ရှိရင်သူကတကယ်ကိုနေရာစုံကွင်းလယ်မှာနေရာစုံကစားနိုင်ပြီးတော့ဒီ box to box အနေနဲ့ဒီ number 8 box to box ကစားနိုင်တဲ့အပြင်ကိုကျွန်တော်တို့လိုအပ်တယ်လို့မျိုး attacking midfielder အဖြစ်ပါဆော့နိုင်တဲ့အရေးသွေးတွေရှိတဲ့အတွက်ကြောင့်မလို့ဒီ United တို့ကလည်းတကယ်ကိုလိုချင်နေတယ်အဲ့လိုမျိုးကျွန်တော်တို့ ball carrying ကောင်းပြီး dribbling ကောင်းတဲ့အပြင်နောက်တစ်ခုက defensive worry ကလည်းအရန်ကောင်းတဲ့ player တစ်ယောက်ဖြစ်တယ်အဲ့တော့ကျွန်တော် United တို့အပြင်ကိုဒီ modern အသင်းတွေအားလုံးရဲ့ဒီကွင်းလယ်မှာဒီလိုအပ်တဲ့ကွင်းလယ်တနေရာကိုဖြစ်စီပြနိုင်တဲ့ကစားသမားတစ်ယောက်အနေနဲ့ယူဆလို့ရရဲဒါတော့မှသူ့ရဲ့အလားအလာအများကြီးပိုကောင်းလာဖို့ရှိသေးတဲ့အခြေအနေမှာရှိတယ်အဲ့တော့ဒီလိုမျိုးတောက်ပတဲ့ကစားသမားမျိုး United တို့ဒီဝဆန်အသင်းသာတန်းဆင်းသွားခဲ့တယ်ဆိုလို့ရှိရင်ဒီချိုသားတဲ့ဈေးနှုန်းတစ်ခုနဲ့ခုံနိုင်ဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ်ဒီကျွန်တော်တို့ United ကွင်းလယ်မှာဦးဆောင်နေတဲ့ Bruno Fernandes နဲ့နိုင်ငံတူကစားသမားလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ United တို့ကလည်းစားထိုးခြင်းနေတယ်ဒီစိတ်ဝင်စားမှုမျိုးဒီကျွန်တော်တို့အနာဂတ်အတွက်ရောအခုလက်ရှိအတွက်ပါကောင်းတဲ့စိတ်ဝင်စားမှုမျိုးဖြစ်တယ်အကယ်၍သာဒီကစားသမားလေးကိုခေါ်ပြခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တကယ်ကိုအခုလက်ရှိအတွက်ကိုအနာဂတ်အတွက်ကိုကောင်းမဲ့ဒီ investment တစ်ခုခုမှုတစ်ခုလို့မြင်မိတယ်အဲ့တော့ United တို့ကပဲဒီမျိုးလာရှိတဲ့ကစားသမားတစ်ယောက်ကိုခေါ်ယူသွားနိုင်မလားဆိုတာတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ကြမယ်ဒီသတင်းဒီကျွန်တော်အရင်ကကြားခဲ့ရဒီ Sangari Nottingham Forest ကွင်းလယ်ခန်းကစားသမား Sangari ကိုခေါ်ယူခြင်းနေတာတို့တိုနာလီကိုစိတ်ဝင်စားနေတာတို့ထပ်စားလို့ရှိရင်ဒီစိတ်ဝင်စားမှုဒီအခုကျွန်တော် Matheus Fernandes ကိုစိတ်ဝင်စားမှုဒီပိုပြီးဖြစ်နိုင်ရရှိတဲ့စိတ်ဝင်စားမှုတစ်ခုဖြစ်တယ် United တို့ဒီအသင်းရောဒီဘုတ်ဖွဲ့ဝင်တွေအနေနဲ့ရောကျွန်တော်တို့ခြေလှမ်းဆက်တိုးနိုင်မဲ့အခြေအနေမှာရှိတဲ့စိတ်ဝင်စားမှုတစ်ခုပြောင်းရွှေ့တစ်ခုဖြစ်တယ်လို့မြင်မိတယ်ဒီသတင်းကိုကျွန်တော်တို့ဒီ Athletic သတင်းဌာနကနေအခုဒီနေ့ပဲဖော်ပြသွားတာဖြစ်ပါတယ်ဒါကျွန်တော် United တို့စိတ်ဝင်စားတဲ့ဒီ United ဒီအနာဂတ်ကွင်းလယ်ကစားသမားတွေအကြောင်းပဲဖြစ်ပါတယ်ဒုတိယသတင်းကတော့ကျွန်တော် Arsenal နဲ့ Man City တို့အပြိုင်လွှတ်ရမယ့် Newcastle ခန်းစစ်ကစားသမား Liverpool တို့ရဲ့သတင်းပဲဖြစ်ပါတယ် Liverpool တို့စပြီးတော့စိတ်ဝင်စားတာဒီ Man City အသင်းစားစိတ်ဝင်စားတဲ့ Man City အသင်းနဲ့သတင်းထွက်တယ်ဒါပေမဲ့အခုနောက်ပိုင်း Arsenal ကပါကျွန်တော်စိတ်ဝင်စားနေတဲ့အကြောင်းသိရပါတယ်တကယ်ကို Newcastle နောက်တဲ့ကစားသမားတွေအသက်ငယ်ရွယ်ပြီးတော့တကယ်လာရှိတဲ့ player တစ်ယောက်ဖြစ်တယ်ဒါအပြင်မှကျွန်တော်တို့အတွေ့အကြုံလည်းရှိပြီးတော့ဒီ Premier League မှာအဝင်ပြီးသားကစားသမားတစ်ယောက်ဖြစ်တယ်အဲ့လိုနောက်တန်းကိုကျွန်တော်တို့ City ရော Arsenal ကအပြိုင်ဆိုင်ခေါ်ယူခြင်းနေကြတယ်ဒီကျွန်တော်တို့ position base ကစားဟန်ပဲဖြစ်ဖြစ်ဒီ modern ကစားဟန်ပဲဖြစ်ဖြစ်နှစ်ခုလုံးကစားကွက်နှစ်ခုလုံးနဲ့လိုက်ဖက်နေတဲ့ကစားသမားတစ်ယောက်လည်းဖြစ်တယ်ဒီကျွန်တော် Liverpool တို့ရဲ့အားသာချက်ဒီကျွန်တော်တို့ overlapping ရော underlapping ရောတကယ်ကောင်းပြီးတော့တိုက်စစ်ကစားဟန်အတိုင်းစီးမျောနိုင်တဲ့နောက်တန်းကစားသမားကျွန်တော် modern fullback တွေ inverted fullback တွေအနေနဲ့ကောင်းကစားနိုင်တဲ့ကစားသမားတစ်ယောက်တိုက်စစ်လိုက်ပါပြီးတော့တကယ်ပောက်ကွဲအားပြင်းတဲ့တကယ်ကိုတိုက်စစ်လိုက်ပါနိုင်စွမ်းအားကောင်းတဲ့ကစားသမားတစ်ယောက်အနေနဲ့နာမည်ကြီးတယ်အဲ့တော့ဒီလိုကစားသမားမျိုးဒီကျွန်တော်တို့ Adidas system ထဲမှာလည်း N1 နိုင်တယ်လို့ Pep Guardiola system ထဲမှာလည်း N1 နိုင်တဲ့ player တစ်ယောက်ဖြစ်တယ်ဒါအပြင်မှာ Premier League တွေ့ကြုံရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အသင့်သုံးရတဲ့ player တစ်ယောက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီကစားသမားလေးကိုဒီအသင်းကြီးတဲ့ Arsenal City တို့ကစိတ်ဝင်စားနေပြီကျွန်တော်တို့အဲ့တော့ဒီနေ့ကပဲဒီလို talent ရှိတဲ့ကစားသမားမျိုးခေါ်သွားနိုင်မယ်ဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်ဒီ Adidas Arsenal အသင်းလား Pep Guardiola Man City အသင်းလား
ဒီကစားသမားလေးအောင်ပဲအတင်းပြောင်းရွှေ့ခြင်းနေမလဲဆိုတာတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ရန်ကောင်းတယ်ကျွန်တော်တို့ဒီသတင်းကိုလည်းဆက်လက်ဆောက်ကြည့်ကြမယ်သတင်းအရင်ကတော့ကျွန်တော် Football Insider ပဲဖြစ်ပါတယ်တတိယသတင်းဒီ Arsenal သတင်းပဲဖြစ်ပါတယ် Arsenal အတင်းဒီကျွန်တော်တို့ဒီ Dortmund အတင်းရဲ့ကွင်းလယ်တိုက်တော့တက်စီကိုကွင်းလယ်ကိုကစားနေတဲ့ Julian Brandt ကိုစိတ်ဝင်စားနေတယ်Julian Brandt ဒီကျွန်တော်တို့ဒီ Dortmund အတင်းနဲ့ DRD မှာစာချုပ်ကုံဆုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Arsenal အတင်းကခေါ်မယ်ဆိုလို့ရှိရင် Real ဒီမှာခေါ်မယ်ဆိုလို့ရှိရင်လွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်ခြင်းရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တယ် Arsenal အတင်းဒီအစဒိုနာလီကိုစိတ်ဝင်စားနေဟန်ပြပြီးတော့ဒီလိုမျိုးလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်မယ့်ကစားသမားတစ်ယောက်ပုံမှန်စိတ်ဝင်စားမှုတွေရှိလာပြီဖြစ်ကြောင်းသိရပါတယ်ဒီကျွန်တော်တို့ Julian Brandt ဒီတွေ့ကြုံအရင်ရှိပြီးတော့ Dortmund အတင်းမှာကစားခဲ့တာလည်းကြာပြီကျွန်တော် Champions League တွေ့ကြုံနေလည်းရှိတယ်တကယ်ကောင်းမွန်တဲ့တွေ့ကြုံတွေရှိပြီးတော့သူ့ရဲ့ကျွန်တော် Benzin တွေသူ့ရဲ့အသင်းပေါ်တွေနဲ့ကျွန်တော်တို့အခြေဆက်မိကစားနိုင်စွမ်းနေတကယ်ကိုအခုထိအဆင့်တန်းတစ်ခုမှရှိသေးတဲ့ player တစ်ယောက်ဖြစ်တယ်သူ့ရဲ့အတွေ့အကြုံတွေကလည်း Arsenal အသင်းအတွက်တကယ်ကိုအရေးပါလာမဲ့အရာတွေဖြစ်တယ်အဲ့တော့ Arsenal အသင်းကလည်းဒီလိုကစားမမျိုးလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုစိတ်ဝင်စားနေတယ်ဒါပေမဲ့တိုင်ဘက်အခု Arsenal အသင်းနဲ့တူစိတ်ဝင်စားလာတော့ကျွန်တော် Aston Villa အသင်းပဲဖြစ်ပါတယ် Unai Emery ရဲ့ Aston Villa အသင်းကလည်းဒီကစားသမားမျိုးကိုလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမှာမို့လို့ခေါ်ယူဖို့စိတ်ဝင်စားနေတယ်အဲ့တော့ Arsenal နဲ့ Aston Villa တော့ဒီကစားသမားလေးကိုခေါ်ယူဖို့အပြိုင်အဆိုင်စူးစမ်းမှာဖြစ်ပါတယ်အခုနောက်ဆုံးရသတင်းတွေကတော့ Arsenal ဒီတူနာလေးကိုစိတ်ဝင်စားနေပြီးတော့ Julian Brandt ကိုစိတ်ဝင်စားမှုပို့ပြီးတော့ရှိလာကြောင်းကျွန်တော်တို့သိရပါတယ်အဲ့တော့ညီကိုတော့ဘယ်လိုထင်ကြလဲ Julian Brandt ကစားပုံနဲ့ Arsenal ကစားကွက်လိုက်ဖက်မယ်လို့ထင်ကြလား Arsenal မှာရောလိုအပ်တဲ့ player မျိုးလို့ထင်ကြလားဒီသတင်းကလည်းကျွန်တော် Football Insider သတင်းအရင်းမြစ်ကဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးသတင်းတပုတ်အနေနဲ့ Atletico ရဲ့ Julian Alvarez သတင်းပဲဖြစ်ပါတယ် Atletico Madrid ဒီ Julian Alvarez ကိုကျွန်တော်တို့ထိုက်တဲ့နဲ့ပြောင်းရွှေ့ခြင်းပေါင်တန်း100ဝန်းကျင်ဒီပါရမယ်ဆိုလို့ရှိရင်တော့ဒီရောင်းထုတ်ဖို့စဉ်းစားမဲ့အခြေအနေမှာရှိကြောင်းကျွန်တော်သိရပါတယ်ဒါပေမဲ့ဒီမှာကန့်သက်ချက်တစ်ခုတော့ရှိတယ်ဘာကန့်သက်ချက်ဆိုလို့ရှိရင်တော့ကျွန်တော်ပြည်ရင်းတိုင်ဘက်ဘာစီလိုနာဖြစ်လို့မရဘူးဘာစီလိုနာကန်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီ Julian Alvarez ကိုဘာစီလိုနာအသင်းထံရောင်းချသွားမှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်သိရပါတယ်ဒါပေမဲ့တခြားဒီကျွန်တော်ပြင်ပအသင်းလေးအသင်းတွေကဒီ Julian Alvarez ကိုရောင်းချဒီတလုံးတစ်ခဲနဲ့ကန်လာမယ်ဆိုလို့ရှိရင်တော့ရောင်းထုတ်ဖို့စဉ်းစားပေးနိုင်ခြေရှိရလို့သိရပါတယ်ဒါတကယ်ကိုပြန်ဆိုင်မှုပြင်းထန်တဲ့ပြည်တွင်းလေးတွေထဲမှာပြန်ဆိုင်မှုပြင်းထန်တဲ့ policy တစ်ခုဖြစ်တယ်ကျွန်တော်တို့ဒီ Griezmann ကိုဆုံးရှုံးပြီးတော့နောက်ထပ် player အဓိကကစားသမားတွေကိုဒီ Barcelona ထက်မဆုံးရှုံးကျင်တော့ဘူးနဲ့တူပါတယ် Atletico ပုံကြည့်ရတာအဲ့တော့ဒီကိုပြန်ဆိုင်မှုပြင်းထန်နေတယ်ဒီလိုမျိုးပြည်တွင်းလေးအချင်းချင်းမှာကစားသမားမယောင်းချတာမျိုးကျွန်တော်တို့ဒီအခုခေတ်နောက်ပိုင်းမှာခက်စစ်စိတ်တွေးလာရတယ်ဥပမာကျွန်တော်ဘာစီအရင်တော့ဘိုင်ယန်ဆိုလို့ရှိရင်တအားကိုဒီဂျာမနီအပြောင်းရွှေ့ဈေးကွက်ကိုသူဥဆောင်ပြီးသူဦးစီးတာတောက်လျှောက်သူချဲလဲထားတာဘလို့ပဲ Bundesliga မှာကောင်းတဲ့ကစားသမားဆိုလို့ရှိရင်အနည်းဆုံးဘယ်ရောက်လဲဆိုကျွန်တော် Bayern Munich ပဲရောက်တယ်ဒါပေမဲ့အခုနောက်ပိုင်း transfer strategy တွေ flow တွေပြောင်းလဲလာပြီပြည်တွင်းလိကအသင်းတွေဒီလဲကျွန်တော် Bayern Munich ကိုကစားသမားကောင်းလို့ရှိရင်ရောင်းထုတ်ခြင်းမရှိဘဲနဲ့ပြင်ပလိတွေကိုရောင်းထုတ်လာတယ်ဥပမာဒီစက်ဆုံးပြောမယ်ဆို Florian Wirtz ကို Liverpool စီးပြီးဘိုင်ယန်လုံးဝမရောင်းဘူးLiverpool အသင်းကိုတော့ရောင်းချပေးခဲ့တယ်အခုအခြေအနေအလားတူအခြေအနေမျိုးဒီလဲ Atletico ဒီ Julian Alvarez ကို Barcelona အသင်းထမရောင်းဘူးဒါပေမဲ့တခြားပြည်ပအသင်းကကန်လာမယ်ဆိုလို့ရှိရင်တော့ရောင်းထုတ်ဖို့စဉ်းစားနိုင်ရရှိရဆိုပြီးတော့သိရပါတယ်ဒါဥရောပနောက်ဆုံးသတင်းတွေဖြစ်ပါတယ်ထပ်ပြီးတော့အသစ်သောသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်